မင်္ဂလာပါကျွန်တော် David ပူနီပါဒီနေ့ကျွန်တော်ရဲ့ဒီ Mobi podcast ပေါ့နော်ကျွန်တော်မိတ်ဆွေတွေနဲ့podcast ပြောတဲ့အတွေ့အကြုံတွေ share ကြတဲ့ season မှာဒီနေ့ကျွန်တော်တို့ရဲ့ပြောမှဆိုရင် UFC champion လောင်းကျွန်တော်တို့ရဲ့ champion လောင်းကို Joshua ပဲနဲ့ဒီနေ့ဖြစ်ပါတယ်ဒီနေ့လာပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကို Joshua ပဲကျွန်တော်လည်းအရင်ကျေးဇူးတင်ပါတယ်ပမာလူနဲ့ကအရန်ကြီးတိတ်မပြောနိုင်ဘူး comfortable တိတ်မဖြစ်ပေမဲ့တိုက်နိုင်ဆုံးစူးစမ်းပြီးတော့မှနည်းနည်းလေးဟိုအတွေ့အကြုံနည်းနည်းလေးပြောပေးကြည့်ပါလိမ့်เนาะဟုတ်ကဲ့ဆိုတော့ဒီHouston ကိုရောက်လာတော့အသက်ပဲနှစ်အရွယ်လောက်ရှိတယ်ကျွန်တော်စနစ်2013မှာဒီမှာရောက်တယ်2013မှာစနစ်12 years old စနစ်နှစ်မှာရောက်လာတယ်ရောက်လာတော့ရောက်လာပြီးတော့ဒါအကြောင်းသွားမယ်သူများတွေလိုပဲဟိုကျောင်းတက်မယ်ပုံမှန် high school ထိအဲ့လိုပဲပုံမှန်ပဲကျွန်တော်ဒီမှာရောက်တော့ကျွန်တော်ငါးတန်းမတက်တယ်ပြီး you know it was summertime and thenကျွန်တော်6 တန်း right 6 တန်းကတကယ်ကျောင်းတက်တယ်ဟိုကျွန်တော်မေးချင်တာဘယ်နှစ်တန်းလောက်ရောက်တဲ့အချိန်မှာin what grade ဟိုစပြီးတော့ဒီ MMA fighting ကိုစပြီးတော့စိတ်ဝင်စားတယ်ကျွန်တော်like when I like you know during school I don't know what MMA was ကျွန်တော် MMA ဆိုတာမသိသေးဘူးကျွန်တော်ကကျောင်းကထွက်ပြီးတဲ့အချိန်မှာကျွန်တော် MMA ကိုစိတ်ဝင်စားတယ်ကျောင်းကအဲ့ဒါဆိုကျောင်းပြီးသွားပြီကျောင်းကထွက်တယ်ဆိုစပြီးတော့စိတ်ဝင်စားတာကဘယ်ခုနှစ်လဲ2017 2018 not sure yeah 2018ဝင်ကြီးမှာစပြီးတော့ MMA ကိုစစိတ်ဝင်စားလာတယ်ပေါ့ဆိုတော့စိတ်ဝင်စားလာတဲ့အကြောင်းရင်းကဥပမာဘယ်လိုမျိုးလဲသူများတွေ fighter ကိုသတင်းကနဲ့ TV ကနဲ့ internet ကနဲ့ကြည့်လို့လားဒါမှမဟုတ်like particular person influence you or ဘယ်လိုမျိုးလဲပေါ့နော်ကျွန်တော်တငယ်ချင်းတွေကကျွန်တော်ကိုရန်ဖြစ်တာကိုမြင်လာလဲပြီးရင်သူတို့ကပြောတာနေက talent ရှိတယ်လို့ပြောတယ်လေကျွန်တော်ဆိုရင်နေ MMA talent ရှိတယ်လို့ပြောတယ် okay ကျွန်တော်ဆိုရင် MMA ကပါလဲ you know ပြီးရင်Conor McGregor နဲ့ Mayweather ကထိုးတယ်လေ2017 or 18 yeah so ကျွန်တော်ကမြင်ပြီးတော့ research လုပ်တယ်ပြီးရင်ကျွန်တော် McGregor ကိုတွေ့ပြီးရင် I like his fighting style you know okay so ပြီးရင်ကျွန်တော်အမေကိုခေါ်တယ်told her I want to do MMA အမေကိုခေါ်ပြီး MMA လုပ်မယ်ဆိုတော့အမေကဘာပြောလဲသူမချိုက်ဘူးလေပြီးရင်ကျွန်တော် auntie I live in Iowa ကျွန်တော် Iowa မှာနေတယ် so ကျွန်တော် auntie ကိုပြော like I told her to tell my mom basically like for me အတော်ပြောပြီးဖို့အမေကိုပြောပြီးပါကျွန်တော် MMA ဖိုင်မယ်ဆိုပြီးတော့ဟုတ်တယ်အဲ့လိုလေအမေကတော့အေးပေါ့သူသားဟိုတန်ရာရပြီးလက်အဲ့လိုထိုးပြီးတော့ဟိုဖြစ်မှာတိတ်မကြိုက်ဘူးလေနော်ဆိုတော့ okay အဲ့ဒါနဲ့အမေကလည်း okay သဘောတူပြီးကိုထိုးမယ်ဆိုတော့ပါလို့လေဂျင်သွားရှာသလားဘယ်လိုမျိုးလဲပါစလို့လေသူကမချိုက်ဘူးဒါပေမဲ့ကျွန်တော်ကလည်းသူမချိုက်လို့ဆိုတော့ကျွန်တော်do research by myself ကျွန်တော် research လုပ်တာလေbeing the closest gym to my house and I just go by myself and you know person lemishibu allow lemishibu you know ga that secondly 17 being you know I think I trained there for 1 month and then it's time to pay up you know and I ain't got no money so I told my mom I was like you got to pay you remember how much was that? She paid for a whole year actually, because doing that we save more money, you know. So like if you pay monthly, that may be like say 200 or 100 a month. But if you pay for a whole year, like $800 then. Yeah, like I remember the exact price is 1200 dollar 1200 ပေါ့နော်ဒါတစ်နှစ်စာပေါ့အမေကပေးပြီးလိုက်တယ်ပေါ့ဆိုပထမတစ်လတော့သွားတယ်လေ့ကျင့်တယ်လကုန်တော့ပေးဖို့ဖြစ်လာတော့